ဒီနေ့ကတော့ဒါစနေနေ့ပါပေါ့နော်ကျွန်တော်တို့ဒီအရှိပန်းတချမ်းပတ်မှာဖြစ်တယ်ကျွန်တော်တို့အားလုံးပေါင်းလူရင်ကတော့10ယောက်ရှိပါတယ်အခုကျွန်တော်ရောက်ရှိနေတာတော့ဒါအများအားဖြင့်တော့ Red လို့ခေါ်တဲ့ဒီနောက်မှာပေါ့နော်ဒါနေအောင်တရားပေါ့ဒါကျွန်တော်တို့ရဲ့စမှတ်ဖြစ်တယ်တော့ဒီကနေပြီးတော့ Pasari Bat Changi Village ပြီးတော့ TMCR လေးစိတ်ကိုပတ်ပြီးတော့ East Coast ကနေပြီးတော့ကလန်ကနေပြီးတော့ Bishan အောင်မပြိုပြန်ပတ်မှာဖြစ်တယ်ဒါအရှိတချမ်းမှာစင်ကာပူရဲ့အရှိတချမ်းကိုပတ်မှာဖြစ်ပါတယ်အားလုံးကျွန်တော်နဲ့လိုက်ပါစောင့်ကြည့်ပေးပါနောက်တစ်ယောက်ရောက်ပါပြီကိုမာတင်နဲ့ရောက်ပါပြီ sorry နောက်တစ်ယောက်က ဲစားထွက်ကြမယ် ကဲစားထွက်ကြမယ်road bike ရှိပါပဲဒီနေ့က road bike နေ့ yay မင်္ဂလာပါဒါတော့ကျွန်တော်တို့နှစ်ပတ်လောက်ကျွန်တော်နားပြီးတော့ဒါပြန်ပြီးတဲ့ချိန်လေးဖြစ်ပါတယ်အခုကတော့ပြုံးနှစ်တကူကာလာလည်းဖြစ်တော့ဒါ pre ပြုံးနှစ်တကူပေါ့နော် pre ကျိုး Chinese New Year right ဖြစ်ပါတယ်ကျွန်တော်တို့ Chinese New Year ကြာရင်တစ်ခေါက်ကြည့်ပါဦးမယ်ဟာဒီကတော့မိုးရွာလို့လားမသိဘူးတော့လမ်းရှင်းလင်းနေတာပဲအရမ်းမိုက်တယ်ဗျဟုတ်ကဲ့ပါဆက်ကြည့်ပါအောင်တော့ဟုတ်အခုတော့ဒါစင်ကာပူ Navy ဌာနချုပ်ပေါ့နော်ဒါပြကန်းပြောတာ sorry Navy ပြကန်းပေါ့စင်ကာပူရေတပ်ရဲ့သမိုင်းပေါ့နော်သမိုင်းပြတိုက်လို့လုပ်ထားတာပေါ့ဟုတ်ဘယ်လောက်ကီလိုမီတာရှိပြီလဲအခုကတော့33ဆိုတော့34ပေါ့နော်33.9ဆိုတော့ဒါလောက်ရှိပါပြီလို့ဟုတ်စီးလာတာကတနားကျော်တနားလောက်ပဲရှိသေးတယ်တင်တာတော့ဘောင်းဘယ်ဆက်ရလဲပေါ့water break အဲ့ဒီလက်ဂျာလုံးဘရိတ်ဂျာလုံးလေးတွေရမယ်ဂျာလုံးဘရိတ်ပါအားပါโอเคအားလေးတွေကနှစ်ခုလာပါဒါတော့ East Coast ထိပ်ကိုရောက်ပါပြီမြေပြ break East Coast ပါ East Coast ထိပ်ပေါ့နော် East Coast ထိပ်ပထမဆုံးတွေ့တဲ့ဟွာပါဒီဟွာပေါ့နော်ဂျက်ဒီပေါ့ဒီကနေဆက်သွားပါမယ်နော် โอเค掉进去，掉进去，掉进去。
ဒီဘက် ခါတိုင်းတော့ပေါ့နော်ခါတိုင်းတော့ဒီနားလေးမှာဓာတ်ပုံရပြီးတော့ဟိုဘက်ကိုမေနာမေးတို့ဘေးဆန်းတို့ဖလိုင်ယာတို့နဲ့ရိုက်တာကျိုးလာလို့တဲ့ကျွန်တော်တို့ဘက်သွားရိုက်မှာပါအဲ့တော့ခရီးအားဖြင့်လည်းနည်းနည်းလေးဟို10 ကီလိုလောက်ပိုရှည်သွားတာပေါ့အားကြောင့်ကျွန်တော်အဲ့ဘက်ကိုသွားနေပါတယ်ဒီနောက်မှာဓာတ်ပုံရိုက်ပါဦးကျွန်တော်ရိုက်မဲ့နေရာလေးမှာဓာတ်ပုံပြင်ပေးပါမယ်โอเคပတ်တယ်ဟိုနည်းနည်းဒီနည်းနည်းပတ်တယ်ဘယ်ချိန်မှနေရမှာတော့မသိတော့ ရမ်းလာတော့လေ ဒီရှက်နေရိုက်ပဲတဲ့ကျောင်းကြီးနေတော့ 没演完了。 ဒီညကတော့ဘယ်နှရောက်နေရလဲဆိုတော့ဒီမှာလေးမာလိုင်းရောပေါ့နော်မာလိုင်းရောဟိုကကျွန်တော်တို့အုပ်စုလိုက်ကြီးရောက်နေရပါလို့ဒီမှာဟိုနောက်ကတော့မာရီနာဘေးဆန်းပေါ့နော်ဒီဘက်ချမ်းကိုရောက်တာခုနဟိုဘက်ချမ်းလာတယ်အခုဒီဘက်ချမ်းကိုရောက်တယ်ညမှာဓာတ်ပုံနေရိုက်မယ်โอเคတို့ဒီညကတော့တော်တော်လူများလို့လာခဲ့ပါတယ်ဒါဒီနေ့ကတော်တော်လူရှင်းတဲ့အတွက်ကြောင့်ရောက်တာဖြစ်ပါတယ်ဟုတ်နည်းနည်းပတ်ပြီးတော့ရိုက်ကြည့်ပါဦးနော်